把那边抓呀！哎，前里后边抓喽！ဒီမှာမြေမှန်နဲ့တူတဲ့ကြောက်လေးတစ်လုံးတွေ့တယ်ဗျာနော်ကြည့်အောင်ကောင်းမြေမှန်မဟုတ်ဗျာအခုခေတ်ကြောက်ရှာတဲ့လူတွေကမြေမှန်ကိုတိတ်မတီးတော့ဗျာနော်ဘာကြောင့်မို့လို့လဲဆိုတော့လွန်ခဲ့တဲ့10နှစ်လောက်ကနဲ့ဆိုင်မှာမြေမှန်တွေကရှားပါတော့ဗောနော်မြေမှန်ဆိုတာဘာကိုခေါ်လဲဆိုတော့ကြောက်ကြောအပေါ်မှာတဘာဝအလျောက်ရှိတဲ့အဝါမြေကြီးအမှန်ကန်ဗောဗျာနော်ဟာယူအဲ့မျိုးကြောက်တွေကခုခေတ်ကမြေမှန်တွေကမရှိတော့လူတွေကတိတ်မတီးတော့ဗျာဒီမြေမှန်ရဲ့လက်စားတတ်တဲ့သဘောတဘာဝနှစ်ထပ်ခွန်တွေဗျာနော်အပေါ်မှာချော်ခွန်ဗျချော်ခွန်အောက်မှာရန်နုခွန်ဗျာနော်ရန်နုခွန်အောက်မှာသူ့ရဲ့အခွန်ကျက်ပေါ့ဗျာနော်ရန်ခွန်ပေါ့ဗျာရန်ခွန်အောက်မှာကြောက်သားဗျာအဲ့တော့အရွယ်နဲ့ဆိုရင်မလိုက်ပေါ့ပေါ့လေးဗျာတချို့လူကကြတော့အခောက်ခွန်မှန်းလည်းမသိဘူးဗျာမြေမှန်မှန်းလည်းမသိဘူးဗျာအလွယ်တကူစွန့်ပစ်ကြတာပေါ့နော်လွန်ခဲ့တဲ့4-5နှစ်လောက်ကဖြစ်ပြလေးတစ်ခုပြောပြမယ်ဗျတငယ်ချင်းရဲ့သားတယောက်ကမြေစာပုံတက်တယ်ဗျာနော်3ပိတ်တာလောက်ရှိတဲ့ကြောက်တလုံးပေါ့မြေမှန်ကို तू ကမသိဘူးဗျာခောက်လိုက်တော့စိန် तू ကအနက်ကြီးဝင်သွားဗျာ तू ကတေချာစစ်ဆေးတယ်ဗျာအမှားကြည့်တယ်ဗျာဒါပေမဲ့ကြောက်ရွယ်ထဲပူပြီးမှပေါ့ပါနေတော့ तू ကကြောက်မဟုတ်ဘူးလို့ယူဆိုင်မှပြစ်ထားခဲ့တယ်ဗျာခဏကြတော့မော်စီစာမော်ဂျာတွေပေါ့ဗျာနော်ရောက်လာတော့ဟာမြေမှန်ပဲဆိုကောက်ဆေးလိုက်တာအဲ့ကြောက်ဖြစ်သွားတယ်ဗျာနော်မြေမှန်ဖြစ်ရင်တော့တန်ဖိုးကြီးမားတယ်ဗျာနော်ကြာပြီဗျာဖြစ်ပြက်ကတော့နော်